ကြောင့်ကအုံမုံခုတ်ကန်ဒိုးရွာလေးကစက်တည်းရှိလာပြန်ရွှေဦးကြောင့်ကအုံမုံခုတ်ကန်ဒိုးရွာလေးကစက်တည်းရှိလာပြန်နဲ့မူတော့မြစ်တာမြောက်ဝေးတဲ့ကြီးစီတန်ကလေးသာသာယာကြားရသူပေါင်းမင်္ဂလာကိုယ်စိတ်နှလုံးရှင်လန်းကြစေပြန်ကျမ်းမာစေကြောင်းဆုတောင်းဒီနေ့မင်္ဂလာရွှေဦးကြောင့်ကအုံမုံခုတ်ကန်ဒိုးရွာလေးကတတည်းရှိလာပြန်ရွှေဦးကြောင့်ကအုံမုံခုတ်ကန်ဒိုးရွာလေးကတတည်းရှိလာပြန်နဲ့မူတော့မြစ်တာမြောက်ဝေးတဲ့ကြီးစီတန်ကလေးသာသာယာကြားရသူပေါင်းမင်္ဂလာကိုယ်စိတ်နှလုံးရှင်လန်းကြစေပြန်ကျမ်းမာစေကြောင်းဆုတောင်းဒီနေ့မင်္ဂလာအလူရည်စက်လက်နဲ့မကွာလူရင်းကြတော့တို့ရွှေကံရွာရာတရားထက်တန်စွာကုသိုလ်ကောင်းမှုပေါင်းစုလို့သာဒါနာမျိုးစေပွားများစိုက်ထူမှာပြီး၍မကုန်လူရည်မကန်းစပူတော်ဝမ်းမှာလူတန်းနေတာရွှေကံရွာဒါနသီလဘာဝနာပွားများတဲ့တို့ရွှေကံရွာစက်တည်းရှိလာပြန်ရွှေဦးကြောင့်ကအုံမုံခုတ်ကန်ဒိုးရွာလေးကစက်တည်းရှိလာပြန်နဲ့မူတော့မြစ်တာမြောက်ဝေးတဲ့ကြီးစီတန်ကလေးသာသာယာကြားရသူပေါင်းမင်္ဂလာကိုယ်စိတ်နှလုံးရှင်လန်းကြစေပြန်ကျမ်းမာစေကြောင်းဆုတောင်းဒီနေ့မင်္ဂလာလက်နဲ့မကွာလူတန်းကြတော့တို့ရွှေကံရွာရာတရားထက်တန်စွာကုသိုလ်ကောင်းမှုပေါင်းစုလို့သာဒါနာမျိုးစေပွားများစိုက်ထူမှာပြီး၍မကုန်လူရည်မကန်းစပူတော်ဝမ်းမှာလူတန်းနေတာရွှေကံရွာဒါနသီလဘာဝနာပွားများတဲ့တို့ရွှေကံရွာ